ငယ်နာမည်ကဦးမိုဟာမက်ဆလင်ဖြစ်ပါတယ်အသက်ကအပြည့်90နဲ့တစ်နှစ်ပါအငယ်ကရန်ကုန်မြို့စုလေဖျားလာမနေပါတယ်လုပ်ငန်းကတော့ရွှေဘုံသာလန်ထိပ်က Sunflower Hotel ဆိုပြီးတော့လုပ်ကိုင်ပါတယ်အငယ်ကဒီဘန်ကောက်ကိုကလေးတွေနဲ့အလဲပလာရင်းနဲ့ဒီနေ့မိတ်ဆွေတွေနဲ့မီးမြန်းစုံစမ်းကြည့်တော့ဒီမှာစေကံပြလို့ရသလားရတယ်ဆိုတော့ねစေကံပြကြည့်တဲ့ချိန်ကျမှဆရာဝန်ကဓာတ်မှန်နေပါလေရိုက်တယ်ရိုက်ပြီးတဲ့ချိန်ကျမှသူခွဲရင်တော့အဆင်ပြေတယ်ပေါ့အချိန်ကလည်းတိတ်မကြဘူး10ရက်လောက်ဆိုရင်ပြန်ပြီးတော့နှလန်ထပြီးလမ်းလျှောက်လို့ရတယ်လို့ပြောလို့အန်ကယ်ကအဲ့ဒါနဲ့စိတ်ဝင်စားပြီးတော့ဒီဆေးရုံကိုလာပြတယ်ပြတော့ဆေးရုံမှာလည်းဆရာဝန်နဲ့တွေ့တော့အဆင်ပြေတယ်အဲ့ဒါနဲ့ပဲခွဲဖို့ဆိုပြီးတော့ရချင်းယူလိုက်တယ်ခွဲရခြင်းအကြောင်းရင်းကပထမအန်ကယ်တို့ဒီကမခွဲခင်မှာလမ်းလျှောက်ရင်10မိနစ်ပဲရတယ်လို့10မိနစ်ဆိုတဲ့နောက်ပိုင်းမှာတိတ်အနာကမခံနိုင်လို့နားတယ်နော်လေကတိတက်ဖို့ကလည်းတစ်ထပ်လက်ထက်ကတက်ပြီးတော့ပူတက်လို့မရဘူးအဲ့တော့ဒီကနေပြီးတော့ရန်ကုန်မြို့မှာရှိနေချိန်ကျမှဂိမ်းပီလာအခက်အခဲဖြောက်စေးတောက်မှတက်တာတော့ဒီမှာရှိတဲ့မိတ်ဆွေတွေနဲ့တိုင်ပင်ကြည့်တော့သူတို့မဟုတ်ဘူးအဲ့ဒါတောက်လျှောက်တောက်လို့မရဘူးဆရာဝန်နဲ့ပြကြည့်လိုက်ပေါ့ဆိုပြီးတော့အစီအစဉ်မရှိဘဲနဲ့ဆရာဝန်ပြလိုက်တယ်ပြလိုက်တော့ဒီဆရာဝန်ကနေကောင်းပါတယ်အဲ့ဒါဆိုလှုပ်လို့ရတယ်စိတ်မပူနဲ့ဆိုပြီးတော့ရှေ့ကခွဲထားတဲ့လူတွေရဲ့ဗီဒီယိုဖိုင်တွေသူတို့ရဲ့ဓာတ်ပုံတွေပါလေကြည့်တော့အငယ်ကလည်းဟုတ်ပြီအဲ့ဒါဆိုရင်လည်းငါလည်းအားတာပဲရန်ကုန်မြို့မှာလည်းပိတ်ရက်တွေပဲရှိနေတော့သတင်းကျိုးပိတ်ရက်ဖြစ်တဲ့ချိန်ကျတော့အန်ကယ်တို့အဲ့မှာနေမယ် operation လုပ်ဖို့အစီအစဉ်လုပ်လိုက်တယ်အဲ့တော့ operation အစဆုံးက10ရက်လောက်ကြာတယ်ပေါ့အဲ့မှာ3-4ရက်လောက်ကထပ်ပြီးတော့လေ့ကျင့်ခန်းလုပ်တာတော့အဆင်ပြေပါတယ်မြန်မာပြည်မှာတော့စိတ်ကပြတာတော့လွန်ခဲ့တဲ့6လလောက်ကဆရာဝန်တွေကိုပြကြည့်တော့သူတို့လည်းခွဲရမယ်လို့ပဲပြောတယ်ပထမတော့ခွဲရမယ်ဆိုတော့အန်ကယ်ကလည်းကြောက်တယ်ဒီရွယ်ရမှခွဲရင်ဘေးဆိုးကျိုးများဖြစ်ပြီးတော့ဂရင်းအေးရတယ်ပဲလဲသွားမလားပေါ့အဲ့လိုပဲဘန်ကောက်ကိုအလဲလာရင်းနဲ့အဲ့ဒီဆေးရုံမှာပြကြည့်တဲ့ချိန်မှာဆေးရုံရဲ့ဗီဒီယိုဖိုင်တွေပါလေကြည့်ပြီးတော့မှအခက်အခဲမရှိဘူးအဲ့တော့ဗမာပြည်ကနေပြီးတော့ခွဲထားတဲ့ကာကရှင်တွေကိုလည်းဆွေးနွေးကြည့်တော့သူတို့ကလည်းဒါကိုလမ်းညွန်ပေးတယ်အစီပြေပါပါလေတဲ့ခွဲလို့ရပါတယ်ဆိုပြီးတော့ပြောတော့အဲ့မှာခွဲပြစ်တာပါဘန်ကောက်ဆေးရုံကလွန်ခဲ့တဲ့12နှစ်အရင်လောက်ကအန်ကယ်တစ်ခေါက်ပြဘူးတယ်ဆေးတွေပါလေလာစစ်ဘူးတယ်ဟိုတငယ်ချင်းတွေကခွဲတာတောက်ကောက်ဆေးရုံမှာပဲခွဲတယ်ဆိုလို့သူတို့ရှေ့ဆရာဝန်နာမည်ရယ်ခွဲတဲ့ကိစ္စရယ်ဆွေးနွေးပြီးမှဘန်ကောက်ဆေးရုံကိုလာတာ So Mr. Mohamed Salem came to see us because of he has a bad knee pain and he has a severe deformity of both knees. So if you see from the video that his knee is not straight, his knee have a deformity which we call the varus deformity. So this deformity limit his motion and it limit his walking ability. So he cannot walk by himself. He need to use a wheelchair at first when he came to us. Yes, he like every elderly people that he has diabetes and hypertension, and he also has TIA, which is like previous stroke in the past. But normally these underlying disease, all of the underlying disease has well control. So we have the internal medicine doctor to control this one before the operation. So in conclusion, he has a diabetes, hypertension, and also the previous stroke, which is not a limitation for the surgery. So we have a great team to control this thing before the operation to make sure that he is safe for the surgery. Oh, it's very bad. He has we call the severe bone-on-bone arthritis. Actually, this is a normal knee, and the arthritis often there are several grades of the arthritis, and this is we call the mild or the moderate arthritis. But Mr. Mohamed has a severe bone-on-bone. It means that he doesn't have any cartilage left, and we can diagnose it using the X-ray. You can see that from the X-ray that he has the deformities of both knees, and also there's no gap between the bone. So this one we call the bone-on-bone arthritis. So this is the diagnosis of this patient. He has a severe grade 4 osteoarthritis both knees. So the best option for this patient which has a bone-on-bone arthritis is we call the knee replacement.
So when he has a bad knee arthritis here, the problem is because of the cartilage. So he has no cartilage. So we have to do we call the surface replacement, or in the medical terms we call the knee arthroplasty. So we shape the bad cartilage out for 5 millimeter, and then we cover with the new titanium. So this one we call the total knee replacement, which is a very common procedure to treat the patient which has the bone-on-bone arthritis of the knee. So when we discuss this one to the patient, there's several ways to do the knee replacement, which we call the knee arthroplasty. We call the first one is conventional technique, which the surgeon uses his hand to do the surgery. The second one that we choose for this patient, which is a very new technology, is what we call the robotic assisted total knee replacement. So we have the new robot, which we call the Velis. It's a new update robot technology that come from USA, and we are one of the first hospital in Asia that have this technology to use to do the surgery with the patient. So this technology that we call the robotic surgery will help the surgeon to make sure that the alignment of the prosthesis in the perfect condition, and we can use a robot to balance the soft tissue of each patient, and it helps for the recovery. And at the end, it shows that the robotic can help the patient have a faster recovery, less pain, and a better longevity of the implant after the surgery. ခွဲတာကတော့အငဲ့အနေနဲ့က8နာရီကိုအငဲ့ခါမှာဆေးတစ်ချက်ထိုးလိုက်တယ်ပြီးတော့8နာရီ4နာရီကိုဆေးထိုးလိုက်တယ်8နာရီကျတော့မျက်လုံးဖွင့်တော့ခွဲလို့ပြီးသွားပြီဆိုတော့ဘာမှမသိလိုက်ရဘူးနောက်မှဆရာဝန်ကဘာပြောလဲဆိုတော့ခင်ဗျားကိုခွဲတဲ့ချိန်ကျမှဆက်ရုပ်အကူအညီနဲ့ခွဲထားတယ်ဆိုပြီးတော့ဓာတ်ပုံလေးပြပါတယ်ဆိုလိုချင်တဲ့ဘောကဒီဆက်ရုပ်နဲ့ခွဲလိုက်တဲ့အကြောင်းရင်းကတိကျပြီးတော့ဆရွေးကအောင်ခွဲတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ငကိုမခွဲခင်ကျွန်တော်ခြေထောက်ကနည်းနည်းလေးခွင်နေအခုခွဲပြီးတဲ့နောက်ပိုင်းမှာကျတော့နည်းနည်းလေးဖြောင်းသွားတယ်အဲ့ဒီအကျိုးကျေးဇူးလည်းခံစားရတယ်အဆင်ပြေပါတယ်အဆင်ပြေပါတယ်အဲ့ဒီလေ့ကျင့်ခန်းဒီအရေးကြီးတာပါလေအဲ့ဒါကိုအာရုံစိုက်ပြီးတော့လှုပ်လိုက်ရင်အဆင်ပြေမှာပါတွားလို့ရနေပြီဒါပေမဲ့အန်ကယ်ကစိုးရိမ်လို့ဝါကောင်မလွတ်ဘူးဝါကောင်လည်းပဲရှောက်တယ်လို့ချော်ကြက်ကြလင်းကြမှာကြောက်လို့အဲ့တော့ကြည့်ရတာတော့ဒီနာချင်းပြူချင်းကတော့ဘာမှမရှိဘူးဒါပေမဲ့အခုလက်ရှိစေးတောက်တယ်10ရက်လောက်ရှိနေပြီလေကတော့မတက်သေးဘူးအိမ်သာသွားတာရတယ်အဆင်ပြေတယ်ကောင်းပါပါအားလုံးမင်းကြည့်တော့လဲဗမာဧည့်သည်တွေကလည်းဗမာပြည်လာတဲ့ဧည့်သည်တွေလည်းတနေ့အယောက်50 60လောက်ရှိတယ်တွေ့လို့ပြောကြတယ်တချို့ကြတော့ယောဂအမျိုးမျိုးနဲ့ပေါ့ကိုစီလာကြတာတော့တွေ့တယ်အဲ့တော့တခြားဆေးရုံသက်ဆိုင်တော့ဘာငေါဆေးရုံမှာဗမာပြည်လာတဲ့လူနာတွေပိုတွေ့လို့မြင်ရတာပေါ့လေအဲ့လောက်ကတော့အန်ကယ်တို့အနေနဲ့ဘာမှတော့အမားယူရဲ့အတွေ့အကြုံမမြင်ဘူးလေကောင်းပါတယ်ဒါသူတို့ရဲ့ process တွေရောသူတို့ရဲ့ procedure တွေရောကောင်းပါတယ်ဒီလိုမလာခင်ရန်ကုန်မြို့ဗိုလ်တော်မြို့နယ်ဒီဘန်ကောက်ဆေးရုံရဲ့ရုံးခွဲ Sea Lion Medical Group အဲ့ဒီမှာဒေါက်တာဖြိုးယူဝင်းဆိုတာကိုတွေ့တယ်ဒီဒူးကောင်းနဲ့ပတ်သက်ပြီးတော့ဘန်ကောက်ဆေးရုံအခြေအနေဘယ်လိုရှိလဲဆိုသူလည်းကောင်းမွန်ကူညီပေးချပါတယ်သူကလည်းအားပေးချပါတယ်ဘာကိုပြောလဲဆိုတော့အန်ကယ်စုံစမ်းကြည့်ပေါ့လောက်တာမလောက်တာအန်ကယ်ပေါ်မှာပေါ့ဒါပေမဲ့အန်ကယ်ကဒီမှာဘန်ကောက်ရောက်တဲ့ချိန်မှာစုံစမ်းကြည့်လိုက်တဲ့ချိန်မှာလက်တွေ့လောက်ထားတဲ့လူတွေနဲ့တွေ့လိုက်တော့ခွဲပစ်သွားတာI would say it's excellent, and the outcome is the perfect outcome that we can expect to the patient because when we use a robotic surgery, it helps us for everything. The first day when we see the patient is the patient has no pain and he can walk with the walker, and he can move the leg, he can move up and down of his knee, and we have the team to help the patient stand and walk within 6 hours, and this outcome is surprise the patient. He has no pain, he can walk by himself, he can use a walker, and in the future, he can walk without any support, and he can get into the car, get in and out car, he can go up and down stairs by himself, and at the end, he can get back to work like normally within a couple of weeks after the surgery.
So like in every patient, in the elderly people that has there's several comorbidity, such as this patient has a diabetes, hypertension, and also the previous stroke. We need a good team to solve this problem. So we have a good team, such as the Myanmar medical coordinator, and we also have the internal medicine doctor to help to communicate with the patient and to solve this problem before the surgery. Because the challenge for the surgery is not only the surgery itself, but the challenge is how to make the surgery going smoothly and safely for the patient. ယခုလူနာရဲ့ဒူးကောင်းအစားထိုးခွဲစိတ်မှုကုသမှုကို Valis Robotic Assistant နည်းပညာနဲ့အကြောင်းကိုလူနာပိုနေနဲ့ပုံမနားလေလွယ်အောင်စေပညာရှုထောင့်ကနေညှိနှိုင်းဆောင်အောင်ရွက်ပေးခဲ့ပါတယ် Valis Robotic Assistant နည်းပညာဖြင့်ဒူးကောင်းအစားထိုးခွဲစိတ်မှုဟာနောက်ဆုံးပေါ်နည်းပညာဖြစ်ပြီးယခုလိုလူနာကဲ့သို့ဒူးကောင်းကိုနှစ်ဖက်တစ်ပြိုင်နဲ့ခွဲတဲ့လူနာတွေမှာဆိုလို့ရှိရင်အထူးအသင့်တော်ပါတယ်ဒါကြောင့်ဒီခွဲစိတ်မှုရလဒ်အကောင်းဆုံးဖြစ်အောင်အားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပါတယ် Valis Robotic Assistant နည်းပညာဖြင့်ဒူးကောင်းအစားထိုးခွဲစိတ်မှုကိုလူနာနဲ့လူနာမိသားစုဝင်များပြီးပြည့်စုံစွာသိရှိနားလည်အောင်စိုးရိမ်မှုများရောနေစေအောင်အကောင်းဆုံးစူးစမ်းရှင်းလင်းပြခဲ့ပါတယ်ခွဲစိတ်မှုအပြီးမှာခွဲစိတ်မှုပြီး6နာရီအကြာလူနာကနာကျင်မှုမရှိဘဲလမ်းလျှောက်နိုင်တဲ့ဘာကိုမြင်တွေ့ရတဲ့အတွက်မိသားစုဝင်နဲ့အတူဝမ်းတာပီတိဖြစ်မိခဲ့ပါတယ်ဘန်ကောက်စေယုံကြီးကိုလာရောက်ကုသမှုခံယူမဲ့မြန်မာလူနာများအတွက်ရလက်ကောင်းရစေဖို့အချင်းပြေချောမွေ့စေဖို့အတွက်ကျွန်တော်တို့မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနကအမြဲစောင့်ကြိုနေပါတယ်ခင်ဗျာမြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနအားမြန်မာလူနာများရဲ့ကျန်းမာရေးကုသမှုခရီးစဉ်တစ်လျှောက်လိုအပ်ချက်များမရှိရလေအောင်လို့ကုညီပံ့ပိုးဖေးမှဆောင်ရွက်ပေးလျက်ရှိပါတယ်။မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနမှာကျွမ်းကျင်ရေးချင်းပြပါတဲ့မြန်မာ Physician Coordinator 4 ယောက်နဲ့မြန်မာ Nurse Coordinator 1 ယောက်နဲ့ဖွဲ့စည်းထားသည့်အပြင်ကျွမ်းကျင်သောမြန်မာစကားပြန်အဖွဲ့များမှလည်းပါဝင်အားဖြည့်ပေးလျက်ရှိပါတယ်။မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနမှာဆရာဝန်သူနာပြုများဟာမြန်မာလူနာများအတွက်ကုသမှုမစတင်မီမှစ၍ကုသမှုခံယူနေစဉ်အတွင်းနှင့်ကုသမှုခံယူမှုပြီးမြောက်သွားသည့်အချိန်ထိလိုအပ်သောဝန်ဆောင်မှုများကိုတာလွန်ကောင်းမွန်စွာပံ့ပိုးကူညီပေးလျက်ရှိပါတယ်။မြန်မာကျန်းမာရေးဝန်ဆောင်မှုဌာနရဲ့ဝန်ဆောင်မှုများကတော့မြန်မာလူနာများအတွက်စေကူတာရမှာလိုအပ်တဲ့အချက်လက်များကိုပံ့ပိုးကူညီပေးခြင်းလိုအပ်သော appointment များကိုစီစဉ်ဆောင်ရွက်ပေးခြင်းလူနာမှတ်ပုံတင်ခြင်းအတွက်ကူညီပေးခြင်းကျန်းမာရေးနဲ့ဆိုင်သောအသိပညာပေးအချက်လက်များအတွက်ညှိနှိုင်းကူညီဆောင်ရွက်ပေးခြင်းတို့ကိုလည်းဝန်ဆောင်မှုပေးလျက်ရှိပါတယ်။မြန်မာလူနာများအတွက်ကုသမှုမစတင်မီမှာစ၍ကုသမှုခံယူပြီးစီ၍ရက်ချင်းပြန်လည်ချင်းသည့်ချိန်ထိအစစရရအစဉ်ပြေချောမွေ့ပြီးမလိုလားအပ်သောစိတ်ဖိစီးမှုများမရှိရလေအောင်ကူညီဆောင်ရွက်ပေးခြင်းဟာကျွန်တော်တို့မြန်မာဌာနရဲ့အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ So very important thing is the patient because he is the one that had the surgery and he has a good mindset. He has a good motivation to make sure that he will going well after the surgery. And the family member also very important. He has a very good family member and also the team, medical team. We have a great team, the surgeons, assistant, and also the robotic that can help us to make sure that the surgery, we have a good precise surgery and we have a good X-ray alignment of the prosthesis and the lifespan of the prosthesis will last longer than the conventional technique as well. So in conclusion, we have to work as a team, medical doctors, coordinators, surgeon, robot, and also the patient and family member. This is the key for the success of this patient.